ဒီနေ့မှာတော့နွားလောကရဲ့စိတ်ဝင်စားစရာကောင်းတဲ့လူသိနေတဲ့နွား၅မျိုးအကြောင်းကိုတင်ပြပေးသွားပါမယ်။နံပါတ်1ဈေးကြီးတဲ့နွားဒီ Valentina 19ဆိုတဲ့နွားဟာဈေးရန်ကြီးပါတယ်။2023ခုနှစ်ဘရာဇီးနိုင်ငံမှာလေလံတင်ရောင်းချတာအမေရိကန်ဒေါ်လာ4.3 သန်းရရှိပါတယ်။ကမ္ဘာဈေးကြီးဆုံးဂင်းနစ်မှတ်တမ်းဝင်ခဲ့တဲ့နမကြီးဖြစ်ပါတယ်။ဘာလို့ဈေးကြီးတာလဲဆိုရင်ကမ္ဘာပေါ်မှာသူမလောက်နွားကြပြီးနွားပြီးသားတဲ့နွားမရှိလို့ပါ။သူ့မိဘမျိုးရွားအရန်ကောင်းပါတယ်။အရည်သွေးမြင့်တဲ့အသားဘော်ဒီရွယ်စားမျိုးပွားနှုံးနဲ့နှုတ်ထွက်အားအရန်ကောင်းတယ်လို့ဆိုထားပါတယ်။သူကနေဆင်းသက်လာတဲ့သားသမီးတွေကလည်းဈေးကြီးလိမ့်မယ်လို့ဆိုထားပါတယ်။ဒီနမကြီးကနွားပြိုင်ပွဲတွေမှာသူ့လိုနွားမပြီးသားတဲ့နွားတွေကြားထဲမှာနွားစုတွေအကျဉ်းချင်းရထားပါတယ်။ COVID-19 ခေတ်ရဲ့နွားအကြဆုံးဘုရင်မမို့လို့ Valentina 19လို့အမည်ပေးခဲ့တာလို့လည်းပြောကြပါတယ်။နံပါတ်2စံကုန်မြေလေးဗလာထွားထွားနွားလူမာညိုကီတို့လိုစံကုန်မြေလေးဆိုရင်ဘာမှသုံးစားမရပါမယ်။ Belgian Blue လို့ခေါ်တဲ့ဘယ်ဂျန်နိုင်ငံကဒီစံကုန်မြေလေးနွားတွေကတော့ကာယပလအားကစားသမားတွေလိုဂျင်းစော့ဝိမတာတွေမလုပ်ဘဲမာဆယ်တွေနဲ့တောင်ကျင်းအဲထွက်နေတာပါ။ဘာလို့ဒီကိုယ်လုံးဗလာတွေအဲထွက်နေတာလဲဆိုရင်ကြွက်သားကြီးထွားတာကိုထိချုပ်ထားတဲ့ Myostatin ဆိုတဲ့ဓာတ်တစ်မျိုးထုတ်လုပ်မှုကိုတဖန်ပြန်ထိချုပ်ထားတဲ့မျိုးရိုးဗီဇပြောင်းလဲမှုတစ်ခုကြောင့်ပါ။ဒါကြောင့်မို့ကြွက်သားတွေကအသားစီးမရှိနင်းကန်အဲထွက်နေတာပါ။ပြီးတော့ဒီနွားမျိုးတွေကစံကုန်မြေလေးဗလာထွားတော့အစီနဲပြီးအသားထွက်ကောင်းတဲ့မျိုးကောင်းရိုးကောင်းတွေဖြစ်ပါတယ်။နံပါတ်3စပိန်နွားဆိုးအားလုံးသိကြတဲ့အတိုင်းအားနဲ့အားရွရသလေးနဲ့ကင်ပေါက်ပြီးနွားတွေနဲ့ပတ်သက်ပြီးပွဲတော်တွေမျိုးမျိုးလုပ်လို့ရှိတဲ့စပိန်မှာဒီလိုနွားဆိုးတွေကိုတေချာမွေးထားပါတယ်။ဆိုရခြင်းအကြောင်းကလည်းမဆိုးဆိုးအောင်အားလုံးကဝိုင်းစားပြီးဆိုးလာမှဆိုးတယ်ပြောကြတာပါ။ဒီလိုနွားရိုင်းပြေးပွဲမှာနွားရိုင်းကိုလူတွေကရှေ့ကနေမျက်စိမနှောက်နှောက်အောင်နှောက်ကြပြီးတော့စိတ်ညစ်ညစ်နဲ့ပြေးခွေအောင်စားကြပါတယ်။ဒီလိုနွားကြီးကစိတ်ညစ်ညစ်နဲ့တွေ့ရမြင်ရပြေးခွေပြီးကျိုးပဲ့တန်ရပြီးအသက်ဆုံးရှုံးရတဲ့သူတွေများပါတယ်။ဘာပဲဖြစ်ဖြစ်နွားကြီးပြေးခွေလေးကဘာကျော်လေးပဲမို့ဖြက်လန်းနီးနဲ့ကဘာကျော်ခြင်းနဲ့ညိုကီတို့လည်းအခုပဲ9ထွေခွေနီးတွေကိုကျင့်ထားတင်ပါတယ်။နံပါတ်4နွားခရုညိုကီတို့တဲ့မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆူတောင်းနဲ့ပြည့်စုံတဲ့ဒီနွားလေးတွေကတော့ဘီရှာလို့ခေါ်တဲ့အိန္ဒိယနွယ်ဝါခွေဝိုင်းလေးတွေပဲဖြစ်ပါတယ်။ဒီနွားလေးတွေကအစားနဲ့ပြီးနှိုးထွက်လဲသူ့ခန္ဓာကိုယ်နဲ့နှိုင်းယှဉ်ရင်မဆိုးဘူးလို့ပြောကြပါတယ်။တနိုင်တစ်ပိုင်းလေယာလုပ်ငန်းနဲ့အိမ်နောက်ဖေးမွေးမြူရေးအတွက်အထူးတင်တော်တာတွေ့ရပါတယ်။အကောင်သေးပြီးအရက်က2ပေ3ပေလောက်ပဲရှိပြီးရှစ်မွေးပါတဲ့ထူးထူးခြားခြားနွားသေးနွားညက်လေးတွေဖြစ်တာကြောင့်မို့တခြားနွားတွေလိုတင်းကုန်းနဲ့ခြံနဲ့နေရဖို့ထက်အိမ်ပေါ်နဲ့အိပ်ယာပေါ်မှာနေရဖို့များပါတယ်။နံပါတ်5ဆယ်လီနွားဒီနွားတွေကတော့ဆိုရှယ်မီဒီယာမှာဗျူးတန်းဆယ်ချီပြီးရခဲ့တဲ့နွားတွေဖြစ်ပါတယ်။ပထမနွားလေးကတော့နာမည်ခေါ်တာနဲ့80ပွဲအော်ပြီးပြေးလာတတ်ပါတယ်။ဒီလိုပြေးလာရင်ခလုတ်မတိုက်ခင်တန်း90ဗျူးရပါတယ်။ညိုကီတူကတော့ဆယ်လီဖြစ်ချင်လို့ပြေးလာရင်ခလုတ်တိုက်ရင်တော့ဗျူး100ပြေးဖို့မလွယ်ပါဘူး။သူမကတော့ဒီလိုမျိုးကနွဲကလေးရလမ်းလျှောက်ပြတာနဲ့ဗျူး38တန်းရနေပါတယ်။ဒီနွားကတော့ဘောလုံးကိုခေါင်းလေးတစ်ချက်နဲ့တိုက်တာနဲ့ဗျူး39တန်းရပါတယ်။ညိုကီတူကတော့ဘောလုံးကန်ရဲ့မောဆိုသွားရင်တော့ရက်တောင်ပေါ်မှာမှတ်တမ်းတင်ခံရနိုင်ပါတယ်။ဟုတ်တယ်ဒီနွားတွေကတော့ပရင်းပေါက်ကနေခေါင်းထွက်ကြည့်တာနဲ့ဗျူး46တန်းရနေပါတယ်ဒီလိုဆယ်လီနွားတွေကိုဘာလို့တင်ပြနေရလဲဆိုရင်ဘာပုံတင်တင်ဗျူးလိုက်မတက်တဲ့ညိုကီတို့အတွက် post pay အိုင်ဒီယာရစေချင်လို့ဖြစ်ပါတယ် Stop it Get some help ဘောနအနေနဲ့ဒီနွားကတော့စောင်းမမရှိတဲ့နွားပါလူတွေဘလောက်ပလေးခံရမှမသိပဲဂျိုးတကားကားနဲ့လိုက်ခွေနေလို့ပါအနီးနားမှာရှိရင်အဲ့ဒီနွားတွေကိုအောက်မှာမန်ရှင်းကောသတိပေးခဲ့ကြပါဦးဒီနေ့ကတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုတွေမှာဒီထက်ပိုထူးဆန်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ဗျ